နီးပညာတွေအရှိန်အဟုန်နဲ့အလင်းမြန်တိုးတက်နေတာကြောင့်စွမ်းဆောင်ရည်တွေမြင့်မားလာကြတဲ့အချိန်မှာတစ်ဖက်ကလည်းဒီစွမ်းဆောင်ရည်တွေကြောင့်ဝန်ထမ်းမလိုတော့တဲ့လုပ်ငန်းတွေရှိလာပြီပဲဖြစ်ပါတယ်။တချို့အလုပ်ကိုင်တွေဆိုရင်တိုးတက်လာတဲ့နီးပညာတွေဟာလူသားတွေရဲ့နေရာမှာစားထိုးလုပ်ကိုင်နေကြတာမျိုးတွေလည်းရှိပါတယ်။အရင်ကဆိုရင်လူရှိမှလုပ်လို့ရတဲ့အလုပ်ကိုင်တွေကအခုဆိုရင်နီးပညာမြင့်ဆက်ကြီးတွေနီးပညာမြင့် application တွေကြောင့်လူမလိုတော့ပါဘူး။ဒါကြောင့်နောက်နှစ်20အတွင်းမှာတင်ပျောက်ကွယ်သွားနိုင်ခြေများတဲ့အလုပ်တွေကဘယ်အလုပ်တွေဖြစ်မလဲဆိုတာကိုအခုဖော်ပြပေးသွားမှာဖြစ်ပါတယ်။နံပါတ်1စာကြည့်တိုက်မှုစာအုပ်အမျိုးအစားအစုံလင်ရှိတဲ့စာကြည့်တိုက်ကြီးတွေဟာစာဖတ်သူတွေတော်တော်ရတနာတိုက်ကြီးတွေပါပဲ။စာကြည့်တိုက်မှုတွေကတော့ဒီလိုများပြားလာတဲ့စာအုပ်တွေကိုထိမ့်သိမ်းရတဲ့သူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့အခုလိုမျိုး online တွေအရန်တွင်ကျဲလာတဲ့ခေတ်ကြီးထဲမှာတော့လူတွေကစာဖတ်ချင်ရင်အရင်လိုစာကြည့်တိုက်ကိုတကူတကမသွားတော့ပဲဖုန်းထဲတွေအင်တာနက်ပေါ်တွေကနေပြီးတော့ကိုလိုချင်တဲ့စာအုပ်တွေကိုအလွယ်တကူရှာဖတ်နိုင်ပြီဖြစ်လို့စာကြည့်တိုက်တွေကိုအချိန်ပေးပြီးတော့မသွားကြတော့ပါဘူး။ဒါကြောင့်နောက်ဆိုရင်စာကြည့်တိုက်တွေကပို့ပြီးတော့မှေးမိန်သွားနိုင်တယ်လို့စာကြည့်တိုက်မှုတွေကလည်းအရန်လိုအပ်တော့မှာမဟုတ်ပါဘူး။နံပါတ်2ကက်ရှာနီးပညာတွေမြင့်လာတဲ့အမျှ shopping center ကြီးတွေရဲ့ကက်ရှာနေရာမှာအလိုလျောက်ငွေရှင်းပေးတဲ့စက်တွေကိုတွေ့လာရပါတယ်။ဈေးဝယ်သူကဝယ်သမျှပစ္စည်းတွေရဲ့ဘားကုတ်တွေကိုဆက်နာသွားကပ်ပေးလိုက်ရုံနဲ့စက်ကကုန်ပစ္စည်းရဲ့ဈေးနှုန်းကိုအလိုလျောက်သိနိုင်ပြီးငွေရှင်းတော့လည်းကတ်နဲ့ပဲရှင်းရတာဆိုတော့နောက်ဆိုကက်ရှာဝန်ထမ်းတွေတိတ်လို့တော့မှမဟုတ်ပါဘူး။နံပါတ်3ဘဏ်ဝန်ထမ်းဘဏ်ဝန်ထမ်းတွေကစရင်းဖွင့်တာငွေထုတ်တာငွေသွင်းတာနဲ့ငွေလွှဲတာစားတဲ့ဝန်ဆောင်မှုတွေကိုလုပ်ပေးရလိမ့်ရှိပါတယ်။ဒါပေမဲ့နီးပညာအရန်တိုးတက်လာတဲ့အခါမှာတော့လူတွေကကိုယ်ဖုန်းထဲကိုလိုအပ်တဲ့ application လေးတွေထည့်ထားပြီးကိုယ့်ဘာသာကိုယ်ဖုန်းနဲ့အလွယ်တကူလုပ်လို့ရလာပါတယ်။ဒါကြောင့်နောက်ချိန်ကျရင်တော့အခြေခံဘဏ်ဝန်ထမ်းတွေလိုတော့မှာမဟုတ်ပါဘူး။နံပါတ်3ဂျာနယ်သတင်းစာအယောင်သမားသတင်းအပါဝင်စာမှန်သမျှကို online မှာအလွယ်တကူဖတ်လို့ရနေတော့ဘယ်သူမှသတင်းစာရောင်းတဲ့သူစီကနေဂျာနယ်သတင်းစာတွေဝယ်မဖတ်တော့ပါဘူး။ဒါကြောင့်ဒီအလုပ်ကအခုချိန်မှာမှိမ့်မိန်ပြောက်ကွယ်သွားပြီပဲဖြစ်ပါတယ်။နံပါတ်4စာပို့သမားစာလိုက်စနစ်ကိုအထီးရောက်ဆုံးသုံးလေးရှိတဲ့အမေရိကတို့ကနေဒါတို့လိုနိုင်ငံတွေမှာတော့စာပို့သမားမလိုတော့ပါဘူး။လူတွေကအရင်လိုစာရွက်ပေါ်မှာစာမြေးကြတော့ပဲတယ်လီဖုန်းတွေကနေတဆင့်စာပို့နိုင်ပြီးမို့လို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီလောက်ဟာဆိုရင်လည်းအခုအချိန်မှာမှေးမိန်ပြောက်ကွယ်နေပြီပဲဖြစ်ပါတယ်။နံပါတ်5ခရီးသွားလုပ်ငန်းကုမ္ပဏီဝန်ထမ်းများအရင်တုန်းကတော့ခရီးတစ်ခုသွားခြင်းနဲ့ဆိုရင်လင်းလက်မှတ်တဲခိုစရာနေရာနဲ့ခရီးစဉ်တွေကိုခရီးသွားလုပ်ငန်းတွေစီသွားလုပ်ရလေးရှိပါတယ်။ဒါပေမဲ့အခုခေတ်ကြီးထဲမှာတော့ဒါတွေအားလုံးကို online ကနေအလွယ်တကူလုပ်လို့ရနေပြီပဲဖြစ်ပါတယ်။ဒါကြောင့်နောက်ဆိုရင်ခရီးသွားလုပ်ငန်းကုမ္ပဏီတွေမှာအရင်လိုဝန်ထမ်းများများဆဆလိုတော့မှာမဟုတ်ပါဘူး။နံပါတ်6တိုက်လေယာဉ်မှုများတိုက်လေယာဉ်တစ်စီးရဲ့တန်ဖိုးကအရန်များတဲ့အတွက်တိုက်လေယာဉ်တွေအများကြီးဆုံးရှုံးလိုက်ရမယ်ဆိုရင်သက်ဆိုင်ရာနိုင်ငံတော်အတွက်အင်မတန်မှဆုံးရှုံးမှုများပါတယ်။အဲ့ထက်ပိုပြီးတော့ဆုံးရှုံးမှုများတာကတော့လူအသက်ပါပဲ။ဒါကြောင့်ဒီနေ့ခေတ်မှာဆိုရင်တော့နိုင်ငံကြီးတွေကလူမဲ့ယင်လို့ခေါ်တဲ့ drone ကိုအဓိကထားပြီးတော့သုံးလာကြပါတယ်။ဒီလိုမျိုး drone ကိုအဓိကထားပြီးတော့သုံးလာကြတဲ့အတွက်ချမ်းသာတဲ့နိုင်ငံကြီးတွေမှာဆိုရင်တိုက်လေယာဉ်မှုလိုအပ်ချက်ကလည်းနည်းလာနိုင်ပါတယ်။နံပါတ်9အတွင်းရေးမှုရုံးစာရွက်စာတမ်းတွေကိုစနစ်တကျမှတ်သားပြီးထိမ့်သိမ်းပေးတာမျိုးတခြားအဖွဲ့အစည်းတစ်ခုခုကအရေးကြီးပုံကိုနဲ့ချင်းဆိုပေးတာမျိုးလှုပ်ရှားကိစ္စတွေကိုတထေးကိုတတိပေးတာမျိုးတွေကဒီနေ့ခေတ်မှာတိတ်ပြီးတော့လှုပ်ရှားမလို့တော့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့ဒါတွေကိုလုပ်ပေးနိုင်တဲ့ဖုန်း application တွေအများကြီးပေါ်လာလို့ပဲဖြစ်ပါတယ်။ဒါအပြင်ဒီလိုမျိုး application တွေကပို့ပြီးတော့အဆင့်မြင့်လာမယ်ဆိုရင်တော့အတွင်းမှုတယောက်ကိုပေးရတဲ့လစာရဲ့10ပုံ1ပုံလောက်နဲ့တင်ကိုယ့်ဘာသာကိုအတော်များများကိုအလွယ်တကူလုပ်လို့ရနေပြီပဲဖြစ်ပါတယ်။အခုပြပြပေးခဲ့တာတွေကတော့များမကြခင်ကာလတွေမှာပျောက်ကွယ်သွားရမယ့်အလုပ်ကိုင်တွေနဲ့ပျောက်ကွယ်ပြီးသားအလုပ်ကိုင်တွေပဲဖြစ်ပါတယ်။အခုလိုဘူးတူသားရစရာအကြောင်းတွေကိုသိချင်နေဆိုရင်တော့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော်။